ဒီနားမှာလေ2023လောက်ကဓာတ်ပုံရိုက်ခဲ့သေးရဲ့ဟောပြီးတော့ပြင်းလို့ရှိဖတ်တဲ့စာအုပ်တွေကဒါလေးပါ။နောက်ခေါင်းစဉ်တွေအများကြီးပါတယ်ဒီမှာကြိုက်ဆုံးကတော့ဒီဟာပေါ့ပါတယ်။ကြိမ်ပြောရင်ကိုခံရသလားသူခံရသလားဆိုတာ။ဆိုင်ရတဲ့မြင်မကောင်းကျော် break out ဖြစ်နေတာ sport channel နဲ့ဒီနာနေရဲပြီးတော့ရုပ်ဆိုးတယ်။မနေ့ကတောက်ကြနေအကြောင်းမသွားဖြစ်ဘူးပေါ့နော်။ပြီးတော့စာရည်လည်းကူးအောင်မယ်ခုထိမကူးရသေးဘူး။ပြီးတော့အိမ်စာရည်လည်းရေးရအောင်မယ်။စာရေးစာကုန်းဆိုလို့ရှိရင်4ပုံလောက်လားမသိဘူးလားမရေးရသေးဘူး။တောက်ကန်နေထဲမှာအကြိုက်ဆုံးမဟုတ်တွေ့အောက်ကတွေ့မှာလောက်ကြားရလားမင်းကလေးလားအောက်ကလည်းမတွေ့တော့ဘူးထားလိုက်တော့ကုန်ပြီဒီမှာနော်မတွေ့ဘူးဘာရှိဟာအောက်ကိုတွေ့ပြီရောဟဲ့စာဟဲ့ဝဲလိုက်အောင်ရတီအာဂူနာဟမင်းနဲ့ဆောင်ဟမင်းဆောင်နေနဲ့အာဂူနာဆောင်နေရဆိုရွှဲပြောမယ်ဖောက်ပြီအင်းရောနည်းပေါ့နော်လက်တီကြည့်အောင်အဲ့ချင်လေးပြင်သွားမလို့မနှောက်စော်ထားရရင်စေးပဲမယ်ကြောင်းမဲမထားချင်တာအင်းရမလှအောင်တိလားတွေ့ရဟာကောက်လို့လည်းအောက်မှာအဖေကရောက်နေပြီမပြီးသေးပါဘူးဆိုမှပဲမြတ် speak ရတော့မယ် gosh ပြီးတာလုံး eyeshadow ပေါ့နော်ဖေးဖုံးဆက်လာတယ်အောက်စင်းနေတော့တယ်ခဏလေးပါခဏလေးခုမပြေနာပါလို့တုံးမိုင်းမှာဟန်โอเคဓာတ်စီထားချွတ်ထားကဲပြီကိုပဲပတ်ဆက်အိတ်တော့ချီအဲ့တော့လွယ်နေတော့ခဲမဲသွားတော့ဖေးရောအော်မခွင့်ကြည့်ပေးရမှာမလားပြရမှာဘယ်ဆန်ကောဆန်ထင်ရတယ်ဒီမှာပဲရလားဘလို့ဟုတ်ပြန်တော့ပါပဲရတယ်ဘိုးရရှောင်းရမိုးရွာဒီကျဝင်အော်တကားရမဟုတ်ဘူးကော်ဖီမြောက်ဟုတ်တယ်ဟဲ့မြောက်ကော်ဖီဘေးကြတယ်ယေ
coffee arrived ဒီကနေ့ဒီမှာ latte latte ဟုတ်တယ်တယောက်တော့ပွဲနော်စားရပြီစားခဏဘလို့လို့ကိုယ်ဝိုင်လို့အော်တော်ပြီသွားရ Oh my god မတက်ဖိုင်ပြုတ်ကြတယ် Oh my god ခွဲပြီခွဲဟိုဘက်သွားပါလားဟိုဘက်မှာတရားဒီဘက်မှာလည်းတရားပဲတော့ ဒီဝီအားမှာကြားလိုက်အောင်ဟုတ်တေးလေးတော့အဲ့လိုမျိုး တွေ့ဘူးဟိုမျက်လုံးဝါးနေရဲ့ဟိုမျက်မှတ်ပါမလားမလဲဒီနားမှာလေ2023လောက်ကဓာတ်ပုံရိုက်ခဲ့သေးရဲ့ညာစစ်ပြတ်ကောင်းလိုက်စတောသူမှာရဲ့မိတ်ကမလှဘူးမြင်လိမ့်လာတာဟိုဆိုဖေးကပုံစံ ဆိုတော့လေးထားလိုက်အောင်ဖြစ်ပြီးတော့ခေါင်းချော် ဟုတ်တယ်ခေါင်းလျှော်နေတာဘာလို့ဆိုတော့မနေ့ကကြောင်းတာမှာလေအဲ့တော့ဖလာကြိုးပြီးနေပြန်ပြီဓာတ်ပုံရိုက်ပေးရောခမင်း ရှာသူများရဲ့တက်ယူတာ မနေ့စောစောစီအေးအာကူဟမ်တရားတွေ့အဲ့သွားပါသွားပြီလား သွားပြီ ဟာမရှိတော့အခုမှသွားမှာဟုတ်တယ်မလည်းရိုက်ပေးပုံထားလိမ့်မလား နောက်လည်းတော့ငါပြောက်နေနေရရလား ထိုင်နေပုံမထားမယ် ပြောတာ ဒီစေးအောင်လားအဲ့တော့နောက်ပါလာလေးကိုလာလေး ဒီဟုတ်ကားနိုင်လာလားမဒါသူလိုက်ပါပြေးမွေး Hi guys ခုမှအိမ်ပြန်ရောက်တယ်ပေါ့နော်ဘာမှမဟုတ်ပါဘူးပြင်းစရာကြီးစနေတနင်္ဂနွေနေရတယ်မုတ်ပဲစားနေအမြဲတမ်းပြူနေရတာကျောင်းဖွင့်တဲ့နေ့ကျတော့ vlog ကရိုက်လို့မရဘူးဖြစ်နေဗီဒီယိုတင်လို့လည်းမရဘူးပြီးတော့ခိန်ကလည်းမစော့ဖြစ်ဘူးဘာကြည့်ရလဲမသိဘူးဒီကလေးကနောက်အပတ်ကြာလို့ရှိရင် day trip သွားမယ်လို့ပြောတာပဲအမှန်မသေးချာဘူးပေါ့နော်သေချာလို့ရှိရင် vlog တင်ပေးပါမယ်လာကြည့်ကြပါဒီနေ့ကတော့ပါပဲဗီဒီယိုကထူလေးပါဘာလို့ဆိုတော့ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်ဘိုးကရမ်းပြမကောင်းတယ်ပြီးတော့စားမပြီးသေးပါဘူးခုထိရမ်းပြီးတော့လက်ကြောက်ပြောမယ်လက်ကဘာဖြစ်တာလဲဆိုတော့အနာရှိရပေါ့နော်အနာကပျောက်သွားပြီပျောက်တာကြာပြီအဲ့တော့ဘာမှဖြစ်ပါဘူးပေါ့အဲ့တော့ဒီတိုင်းထားလိုက်တာဟိုနေ့ကလည်းကြာလဲကြော်သူ့အတူနေနဲ့အနာကြီးကနေရဲပြီးတော့အဲ့လိုမျိုးဖောင်းလာအရမ်းကြောက်ဘူးပြီးတော့နာရယ်ပေါ့နော်အရမ်းနာတော့မေကိုပြလိုက်တာလက်ဆွဲငုတ်တာလို့တော့ပြောတာပဲနေပြီးတော့ဒန်းရွက်လာမသိဘူးအရွက်လေးလေအရွက်ဒီပြီးတော့ဘာလုပ်တာလဲထောင်းလာပါအဲ့လှုပ်ပြီးတော့ဒီနားမှာထည့်ပြီးတော့အပေါ်ကနေပြီးတော့ပတ်တီးနဲ့စီးထားတယ်အဲ့ဒါတော့နာတော့မဲ့အထဲထဲကနေပြီးတော့လုံးဝနာတယ်ဒါပေမဲ့အခုတော့ဟန်နဲ့ပျောက်နေပါအယောင်ကလေတလားဒီလိုအယောင်ကြံနေတာရမ်းစိတ်ညစ်တယ်ဘာနဲ့ဆေးမပြတ်ဘူးပြီးတော့ထိလိုက်ရင်နာသေးရဲ့Anyway နောက်ပတ်တွေ့မယ် bye bye